အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းသည်ယခုနွေရာသီတွင် Florian Wirtz ဖရင်ပေါင်နှင့်ကာကတ်စ်တို့ကိုပြောင်းရွှေ့ခြင်းအမြောက်များဖြင့်ခေါ်ယူထားတော်လဲနောက်ထပ်ပေါင်တန်း200အထိသုံးစွဲနိုင်သေးပြီးအမျက်စွန်းနှင့်ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာစီမင်း PSR နှင့်ကိုက်ညီနေဦးမည်ဖြစ်သည် PSR Profitability and Sustainability Rules ဆိုသည်မှာဘောလုံးအသင်းများအနေဖြင့်ငွေကြေးသုံးစွဲမှုတွင်ပိုလျှံမှုမရှိစေရန်နှင့်ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်အတွက်ချမှတ်ထားသောစီမင်းများဖြစ်ပါသည်ဤစီမင်းများဒီအသင်းများအနေဖြင့်အင်းတို့၏ဝင်ငွေထက်ပိုမိုများပြားစွာမသုံးစွဲမိစေရန်ထိန်းချုပ်ထားခြင်းဖြစ်ပြီးငွေကြေးပြဿနာများဖြစ်ပေါ်လာခြင်းမှကာကွယ်ရန်ရည်ရွယ်ပါသည်မန်ချက်စတာယူနိုက်တက်အသင်းသည်ပေါ်တိုဂိုသမားဒီယေဂိုကော့စတာကိုအလွန်စိတ်ဝင်စားနေပြီးကစားသမားကိုယ်တိုင်ကလည်းပြောင်းရွှေ့ရန်ဆန္ဒရှိနေကြောင်းပေါ်တိုအခြေစိုက်တဘောကသတင်းစာကဖော်ပြခဲ့သည့်ယူနိုက်တက်အသင်းအနေဖြင့်အိုနာနာ၏အမှားများကိုဆက်လက်တီးခံလိုခြင်းမရှိတော့ဘဲတင့်တော်သည့်ပြောင်းရွှေ့ခြင်းတရရလျင်ရောင်းချသွားမှာဖြစ်ပြီးပေါ်တူဂီလက်ရွေးစင်ဂိုးသမားဒီယေဂိုကော့စတာနှင့်အစားထိုးလိုနေပါသည်ဗစ်တာဂျိုဂရက်စ်စပိုတင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်းအတိပေးပြီးကလပ်အတွက်ဆက်ကစားလိုစိတ်မရှိတော့ဟုဆိုဗစ်တာဂျိုဂရက်စ်သည်စပိုတင်းကလပ်ဥက္ကဋ္ဌဘာရန်တက်စ်အားမြင်း၏အသင်းမှထွက်ခွာရန်ဆုံးဖြတ်ချက်ကိုကိုယ်တိုင်အတိပေးခဲ့ပြီးကလပ်အတွက်ဆက်လက်ကစားရန်ရည်ရွယ်ချက်မရှိတော့ကြောင်းပြောကြားခဲ့သည့်ပေါ်ဝသတင်းဌာန၏ဖော်ပြချက်အရဂျိုဂရက်စ်သည်အသင်းနှင့်အတူလေ့ကျင့်ရေးဆင်းရန်လည်းပြန်လာတော့မည်မဟုတ်ကြောင်းသိရသည်မြင်းအနေဖြင့်ကစားသမားဘဝနောက်တစ်ဆင့်မြင့်တင်ရန်အသင်းကြီးတစ်သင်းသို့တွားရောက်လိုနေပြီးအာဆင်နယ်အသင်းနှင့်ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရယူထားပြီးဟုသိရပြီးတင့်တော်သည့်ပြောင်းရွှေ့ခြင်းဖြင့်ကမ်းလှမ်းလာပါကအပြောင်းရွှေ့ဖြစ်လာနိုင်ပွဲရှိနေပါတယ်။နယူကာဆယ်အသင်းသည် Nottingham Forest အသင်းမှတောင်ပံကစားသမားအန်တိုနီအီလန်ဂါအတွက်ပေါင်45တန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့တော်လဲ Nottingham Forest အသင်းကမူချက်ချင်းပယ်ချခဲ့ကြောင်းသိရပါတယ်။နောက်ဆုံးအနေဖြင့်ဘာစီလိုနာအသင်းသည် Marcus Rashford ကိုစိတ်ဝင်စားနေတော်လဲအငှားစာချုပ်ဖြင့်သာခေါ်ယူလိုပြီးမန်ချက်စတာယူနိုက်တက်အသင်းကမူပေါင်တန်း40ဖြင့်အပြီးသက်ရောင်းချရန်ရည်မှန်းထားကြောင်း The Times သတင်းစာကဖော်ပြထားပါတယ်။အားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို channel လေးကို subscribe လုပ်ပေးသွားဖို့တောင်းဆိုပါတယ်ခင်ဗျာ။